အားလုံးပဲမင်္ဂလာပါရှင်ကီးရဲ့ channel လေးမှာပြန်လဲကြိုဆိုပါရရှင်ဒီနေ့မှာတော့ကျမတို့မိန်းကလေးတွေစိတ်ထလာရင်လှုပ်တက်တဲ့အမူအရာများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီတစ်ခါမှာတော့ကိုတို့အတွက်မိန်းကလေးတွေစိတ်ပါနေပြီဆိုရင်တိတာစေနိုင်တဲ့အပြုတ်မူလေးတွေကိုပြောပြပေးလိုက်ပါတယ်နော်မိန်းကလေးတွေကိုနားလည်ရခက်တယ်လို့ပြောကြပေမဲ့သူတို့အနေနဲ့ကိုတို့အပေါ်မှာစိတ်ပါနေပြီးအကျိတ်ခံချင်နေပြီဆိုရင်တော့သူတို့ရဲ့အပြုတ်မူလေးတွေကနေဖော်ပြတတ်ပါတယ်နော်မိန်းကလေးတွေအကျိတ်ခံချင်နေပြီဆိုရင်လှုပ်ပြတတ်တဲ့အမူအရာလေးတွေကတော့ရှက်ကိုရှက်ကန်းဖြစ်နေခြင်းမိန်းကလေးများစုဟာသူတို့ကြိတ်ပြီးသဘောကျနေတဲ့ယောက်ျားလေးနားကိုရောက်ပြီဆိုရင်ရှက်ကိုရှက်ကန်းဖြစ်နေတတ်ကြပါတယ်ဒါပေမဲ့သဘောကျနေမှာမဟုတ်ပါဘူးသူတို့စိတ်ထနေပြီးပေးချင်ကြွေးချင်နေပြီဆိုရင်လည်းရှက်ကိုရှက်ကန်းဖြစ်တဲ့အကြည့်တွေအမူအရာတွေဖြစ်ပေါ်နေတတ်ပါတယ်ရုတ်တရက်လာထိနေခြင်းဒီအချက်ကတော့သိတာပါတယ်အကျိတ်ခံချင်နေတဲ့မိန်းကလေးတွေအများဆုံးလုပ်တတ်ကြတဲ့အမူအကျင့်လေးပါပဲတကယ်လို့မိန်းကလေးတစ်ယောက်ကကိုတို့ကိုသူမရဲ့အဖူးအထစ်လေးတွေနဲ့အမှတ်တမဲ့လာထိတာမျိုးမတိကျင်အောင်ဆောင်ပြီးပခုံးတို့လက်မောင်းတို့ကိုလာပုတ်တာမျိုးဆိုရင်တော့အခွင့်အရေးကိုအကျိုးရှိရှိအသုံးချလိုက်ပါနော်မြင့်မြင့်ပတ်ပတ်ပြောခြင်းတကယ်လို့မိန်းကလေးတစ်ယောက်စိတ်ထပြီးအကျိတ်ခံချင်နေပြီဆိုရင်လေသူမရဲ့အပြောဆိုတွေကတိတာပါတယ်မြင့်မြင့်ပတ်ပတ်တွေပြောဖို့လမ်းကြောင်းရှာမယ်မတိနားမလဲသလိုမေးမယ်ပြီးတော့ချွေးနွဲတဲ့အတန်မျိုးနဲ့အတင်းစကားလာပြောနေပြီဆိုရင်လေကိုတို့အနေနဲ့အလိုက်တင်လေးပြောပေးလိုက်ရုံပါပဲနော်ဟိုပြဒီပြလှုပ်ခြင်းအကျိတ်ခံခြင်းနဲ့မိန်းကလေးတွေတော်တော်များများလှုပ်ပြတတ်တဲ့အမူအရာလေးတစ်ခုပါပဲပုံမှန်အပြင်သွားပါညာအဖော်ချို့ဝတ်တာမျိုးမဟုတ်ပါဘူးနော်ကိုတို့ရဲ့ရှေ့မှာသူမရဲ့အလှအပတွေကိုထင်းခနဲပေါ်သွားအောင်အမှတ်တမဲ့ကုန်းပြလိုက်တာမျိုးချိုလေးနှလုံးကိုမြင်သာအောင်လှုပ်ပြတာမျိုးတွေပါတကယ်လို့နှစ်ယောက်တည်းရှိနေပြီးအခြေအနေပေးတယ်ဆိုရင်တော့အောက်ဆလွတ်အောင်ထိုင်ပြတာမျိုးတွေပါရှိတတ်ပါတယ်ကြားကြည့်ခြင်းကြားကြည့်ဆိုတာကိုကြားယုံနဲ့သဘောပေါက်ပြီးထင်ပါတယ်နော်မျက်လုံးရွှဲကြီးတွေနဲ့သူမတို့တအားလိုချင်နေပြီဖြစ်ကြောင်းပြောနေတာမျိုးပါအဝတ်စားတွေကိုစုပ်ဖြဲပြီးတော့ကိုတို့ကိုစိတ်ရှိလက်ရှိကြမ်းလိုက်ခြင်းနဲ့ကြည်မျိုးပါပဲကိုတို့ရဲ့ညီလေးရှိရာကိုခဏကြည့်ခြင်းမိန်းကလေးတစ်ယောက်အကျိတ်ခံချင်နေပြီဆိုရင်သူတို့စားခြင်းနဲ့စားအစာကိုခိုးကြည့်မှလုံးဝသေချာပါတယ်နော်ပေါ်တင်ကြီးမဟုတ်ပေမဲ့သူမရဲ့မျက်လုံးကိုသတိထားကြည့်မယ်ဆိုရင်သိတာပါတယ်စကားပြောနေရင်မသိသလိုနဲ့မကြာခဏဆိုသလိုခိုးကြည့်နေပါလိမ့်မယ်ရဲတင်ပြီးအတွေ့အကြုံရှိတဲ့မမကြီးတွေဆိုညစ်ညစ်ပတ်ပတ်တွေပြောနေရင်နဲ့စသလိုနောက်သလိုလာကိုင်းတာမျိုးတောင်လုပ်တတ်ပါတယ်နော်